အားလုံးမင်္ဂလာပါငွေချင်းတို့အားလုံးမင်္ဂလာပါနော်အခုအမှတ်ကြော်ညာစာတစ်ခုဆိုပြီးတက်လာတယ်ပေါ့နော်တင်လာကြတဲ့လူတွေရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖုန်းတွေကိုသူတို့အခုသူများနိုင်ငံတွေဝင်လာတဲ့ဖုန်းတွေသူတို့ဘယ်နဲ့လောက်မှာပေါ့အခုလည်းစက်စီရသုံးဖို့မရှိလို့တန်းစီနေရတယ်နော်တန်းစီနေရတယ်မနေ့ကတငယ်ချင်းတချို့ဝယ်လို့မရလို့တဲ့ဟိုစက်ပိန်အဟောင်းပဲစီးကြပါလို့ပြောနေကြတဲ့အတန်ကြားတယ်ပေါ့နော်ငါတို့နိုင်ငံကြီးကိုသူအုပ်ချုပ်တယ်ဆိုတာတို့တက်ချင်လို့လားငါတို့ပြည်သူတွေကိုဒုက္ခရောက်စေချင်လို့လားတချို့လူတွေစဉ်းစားပါခေါင်းဆောင်တယောက်လုပ်တယ်ငါတို့နိုင်ငံကြီးကိုအုပ်ချုပ်တယ်တိုးတက်ချင်လို့အုပ်ချုပ်တာလားငါတို့ပြည်သူတွေဒုက္ခရောက်အောင်လုပ်ချင်လို့အုပ်ချုပ်တာလားစဉ်းစားရမယ်ငါကိုပြည်သူလူထုကမကြိုက်ရင်ငါကို၌ကမကောင်းလို့ဆိုတာကိုသိရမယ်သိလို့ဆိုရင်ကိုကဆင်းပေးရမှာဘာဖြစ်လို့လဲငါတယောက်တည်းလေငါမိသားစုတစုပဲရှိတယ်လေပြည်သူလူထုကအများကြီးလေဟုတ်တာဟာလားပြည်သူလူထုကောင်းစားမှဒီနိုင်ငံကြီးကကောင်းစားမှာဟုတ်တာဟာလားအများတယောက်နဲ့လက်တွဲပြီးတွားကြမဲ့နိုင်ငံကြီးကလက်တွဲမိမစစ်အောင်ဖြုတ်ချနေတဲ့ခါကျတော့ဘာဖြစ်သွားမလဲအကုန်လုံးဒုက္ခမရောက်ကြကုန်လားအေးတငယ်ချင်းတို့သိစေခြင်းတယ်နော်အမားတို့အခုပြောနေတာကအမားတို့ပြည်သူလူထုတွေတကအားဒုက္ခရောက်တယ်အဲ့ဒါကြောင့်မို့ဒုက္ခမရောက်အောင်ငါတို့ကဒီလူကိုပြောပြတဲ့နေရာကျရင်ပြောပြရမယ်ဆုံးမတဲ့နေရာကျရင်တိတိကျကျဆုံးမရမယ်မင်းအောင်အလိုက်လက်အောက်ကတငယ်ချင်းတွေကလည်းစစ်တပ်ကလူကြီးတွေကလည်းခေါင်းဆောင်တွေကလည်းလောက်တာမှားနေတယ်ဆိုရင်ထောက်ပြတဲ့ဟာကိုထောက်ပြပေးကြပါလို့အမမြတ်တရားခံတယ်နော်အမတို့ပြောနေတဲ့ဟာဒီကအမတို့ပြည်သူလူထုတရက်လုံးကညင်ညွတ်နဲ့သွားမှဒီနိုင်ငံကြီးကိုတိုးတက်မှာပါသူတယောက်တည်းကောင်းစားရေးအတွက်ဒီနိုင်ငံကြီးကမတိုးတက်ဘူးဆိုတာသိစေချင်တယ်နော်အမပြောတဲ့စကားမှားတယ်ဆိုရင်အမတောင်းပါမယ်နော်အခုစစ်တပ်ဘက်ကစစ်သားလေးတွေရောရဲလေးတွေရောနင်တို့အုပ်ချုပ်တာပြည်သူလူထုကိုအုပ်ချုပ်တာပြည်သူလူထုကောင်းစားဖို့နင်တို့အုပ်ချုပ်ပေးတာလားနင်တို့ခေါင်းဆောင်တယောက်တည်းကောင်းစားဖို့နင်တို့အုပ်ချုပ်နေတာလားအဲ့ဒီဟာကိုလေသိစေချင်တယ်နော်အားလုံးပဲကျေးဇူးတင်တယ်အမပြောတဲ့စကားမှားတာဆင်ခွတ်လို့ပါဘိုင်